ချမ်းဖြင်အန်၏ပထမဆုံးတားချက်နဲ့ကဘာပြတ်မတက်ကြောက်ရွံ့သွားရသောပညာရှိကြီးများဘသူကထင်ထားမှာလဲချမ်းဖြင်အန်တယောက်သူ့ရဲ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်အမကြီးဒါဝိညာဉ်ကိုတကယ်တမ်းလက်ဝဲပိုင်းကိုင်ဆွဲပြီးပထမဆုံးတားချက်ကိုလွှဲရလိုက်တဲ့အခါမှာအဲ့ဒီတားချက်ရဲ့အရှိန်ဝါဟာအဆင့်လေးရှိတဲ့မဟာတာနတ်ဖရာတစ်ပါးနဲ့တောင်ရှင်နိုင်ခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ပညာရှိအဖိုးကြီးလောက်စုချိုက်တယောက်ရင်တထိတ်ထိတ်ဖြစ်သွားခဲ့ရတယ်လို့ဟောက်ရန်လောကရဲ့တောင်ကြီးငါလုံးအရှင်သခင်ဆွေဆန်းတဲ့ဖရာတောင်မှကြောက်ရွံ့လို့ဒီကိုယ်လုံးချူးပြန်သွားခဲ့ရပါတယ်မင်းတို့မှာပဲနောက်ခံအင်အားရှိတာလားငါတို့ရဲ့ချမ်းဖြင်အန်မှာရောဘယ်သူမှမရှိဘူးလို့ထင်နေတာလားချမ်းဖြင်အန်ကချွေတုံးချမ်းကိုဓာတ်တက်တွေနဲ့ပညာပေးနေချိန်မှာအဝေးကနေအပြေးလွှားရောက်လာတာကတော့သူ့ရဲ့တပည့်တွေကြားကတပ်ပွဲကိုတားဆီးခြင်းနဲ့လောက်ရှုချိုက်ပါပဲဒါပေမဲ့သူဟာလမ်းမှာတင်ချမ်းဖြင်အန်ကိုအဆုံးကုန်ကောက်ွယ်ပေးမဲ့အမကြီးဒါဝိညာဉ်နဲ့တိုးပါတော့တယ်အမကြီးဟာအဖိုးကြီးကိုမြင်ချင်းမှာပဲအစွမ်းထက်တဲ့ဒါဝိငဘာကြီးကိုထုတ်သုံးပြီးအဖိုးကြီးကိုအနိုင်တိုက်ဖို့စိန်ခေါ်လိုက်ပါတယ်ကြံ့တိုင်းဒီလောကလုံးမှာကိုလူကိုအကာအကွယ်ပေးဆုံးသူကိုပြပါဆိုရင်အဖိုးကြီးရဲ့ဝင်စိန်ခိုင်းခွင့်နဲ့ချမ်းဖြင်အန်ကိုပဲတည်တဲ့ဒီအမကြီးလိုပါပဲမင်းတို့အားလုံးမှာနောက်ခံရှိရင်သူ့ရဲ့ချမ်းဖြင်အန်မှာလည်းနောက်ခံရှိတယ်ဆိုတာကိုအမကြီးကလက်တွေ့ပြလိုက်တာပါဒါပေမဲ့ပါနဲ့တဲ့အဖိုးကြီးကအချင်းချင်းမတည်စေပဲအဖြေရှာဖို့နီးလက်တစ်ခုထုတ်လိုက်ပါတယ်အဲ့ဒါကတော့ချမ်းဖြင်အန်ကိုအမကြီးရဲ့ဓာတ်ကိုကင်ခိုင်းပြီးအဖိုးကြီးရဲ့တောင်တာမြင့်ရင်ပကြီးကားချက်ထဲကိုဝင်ပြီးဓာတ်ထုတ်ခိုင်းတာပါပဲဒါဟာအမကြီးရဲ့ဒေါသကိုလည်းပြေစေတယ်လို့အပြင်ကလူတွေအမကြီးရဲ့တရှိမှုကိုမသိအောင်ဖုံးကွယ်နိုင်ပြီးချမ်းဖြင်အန်ကိုလည်းအစင်းမြင့်ကျင့်စဉ်တွေကိုကြိုတင်ခန်းစားစေနိုင်တဲ့တစ်ချက်ခုတ်သုံးချက်ပြည့်နီးလမ်းပါပဲတစ်ဖက်မှာတော့ချွေတုံးချမ်းတယောက်တေးလူဆဲဆဲဖြစ်နေချိန်မှာဆရာကြီးချီကျင့်ချွမ်းချန်ထားခဲ့တဲ့တစိမ့်တုံးရဲ့ဆွမ်းအားကြောင့်တတိလက်သွားခဲ့ပါတယ်ချမ်းဖြင်အန်ကတော့သူ့ဘေးနားကလူတွေကိုအန်ရပေးခဲ့တဲ့ဒီတပည့်ဆိုးကိုအမြင့်ဖြတ်ဖို့ပြင်နေတော့မှပဲအဖိုးကြီးကအချိန်မီရောက်လာပြီးတားဆီးခဲ့ပါတယ်အဖိုးကြီးကချွေတုံးချမ်းကိုစူပူချိန်ပေါင်းနေတော့မှအမကြီးရဲ့အေးဆက်လာတဲ့အတန်ထွက်ပေါ်လာပါတယ်စကားပြောလို့ပြီးပြီလားအဖိုးကြီးလည်းမတက်တာပဲသူ့ကြိုးဖို့အိတ်ထဲကကဘာကြီးတစ်ခုလုံးကင်းရောက်နေတဲ့ပကြီးကားချက်ကိုထုတ်ပေးလိုက်ရပါတယ်ချမ်းဖြင်အန်တယောက်ဘာဖြစ်နေမှန်းမသိခင်မှာပဲအမကြီးကသူ့ဘေးနားကိုတင်းငိမ့်စွာရှောက်လာပြီးအတူတူပကြီးကားတွေကိုဝင်ရောက်သွားပါတော့တယ်ချမ်းဖြင်အန်ရဲ့ပထမဆုံးတားချက်ကပကြီးကားတွေကကဘာကိုဘလို့တုံးလို့စီမလဲအဖိုးကြီးရတနာဖြစ်တင်ထားတဲ့ပကြီးကားကြီးကရောပျက်စီးသွားမလားနောက်ထပ်အပိုင်းမှာချမ်းဖြင်အန်ရဲ့မယုံနိုင်စရာဓာတ်စွမ်းရည်ကိုစက်ကြည့်လိုက်ရအောင်